2552 ခုနှစ်ကောဇာတက္ကရာ1380 ပြည့်နှစ်တကူလဆန်း6 ရက်နေ့ရန်ကုန်တိုင်းစမ်းချောင်းမြို့နယ်အောင်ချမ်းသာရပ်ကွက်တိရိမင်္ဂလာလမ်းကံမြင့်ကျောင်းတိုင်းဓမ္မယုံတွင်ဆင်းရဲခြင်းပါပြုလုပ်အပ်သည့်ညဥယျာဉ်ဓမ္မသဘင်အခမ်းအနားဝယ်ဓမ္မစီရီလမ်းယူဇနစီပွားရေးတာဝါအမှတ်25မြင်းဆောင်935 A နေဥက္ကန်ထုဒေါ်ခင်ခင်ဝေတာမောင်သူရိန်လင်း26နှစ်မြောက်မွေးနေ့အလှူဓမ္မဒါနအမတဒါနအဖြစ်ဖြင့်ဟောကြားအပ်သောနိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းအကြောင်းတရားဒေသနာတော်ရှင်ဘုန်းတော်သခင်ရှင်နာမြတ်ဘုရား၏မဟာကရုဏာကုံကိုအာယုံပြုကာတည်ကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုယေစုပူဇော်ခြင်းဖြင့်ယင်္ဂနိညဓမ္မသဘင်ခန္ဓာကိုစတင်ဖွင့်လှစ်ကြရအောင်ယောကပကောတိဟိပိယပပိယံကာလံကရွန်တောအတိဒုက္ခရာနိခေရံကတုံလောကဟိတယနာထောနမောမဟာကရုဏိကတတတယောနာထောဝိနိယဗျာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြေညာခြင်းရှင်တော်မြတ်ဖျားသည်ကမ္မကောတိဟိပိဂရိကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရည်တွင်တိုင်းတာဖော်ပြခြင်းဟာမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဣဒယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာသင်္ချေလက်အင်္ဂါမေတ္တာကြီးမှသမိတာရင်တထာဇရိစွန်ရင်ဤဟုကျေတိထဝေ50အစုအလွန်ခဲရတော်မူတော်ကိုကရုဏတော်ဘုရားဖြစ်ရည်တန်ကျိုးကိုအာထုတော်မူရသည်ဖြစ်၍ခေရလက်ချင်းမျက်လုံးအသက်ဆုံးတရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းသောကတောဘဝတဏ္ဍချိန်ပါများစွာရောက်တော်မူခဲ့ရရှာလိမ့်မည်မဟာကရုဏိကတသတ္တဝါများယင်ဝေသားကဲ့သို့တနာရှိခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိရိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါလည်းဖြင့်နာထမြေညာထိုရှင်တော်မြတ်ဖျားအားနမောယုတိပြောင်းပြောမှန်ကိုလျော့၍ကရောယောကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းနိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းလို့ဆိုတာဒီနေရာမှာစကားနှစ်ခုရှိနိဗ္ဗာန်ဆိုတဲ့စကားနဲ့မျက်မှောက်ပြုခြင်းဆိုတဲ့စကားဘုရားဘာသာဝင်တို့ရဲ့ပန်းတိုင်ဟာနိဗ္ဗာန်လို့ဆိုတာဘုရားဘာသာဝင်တိုင်းကြောင်းနာဝရှိကြသို့သောနိဗ္ဗာန်အကြောင်းနဲ့ပတ်သက်ပြီးတော့တာမန်သိထားတဲ့ပုဂ္ဂိုလ်တွေရှိတယ်လို့နိဗ္ဗာန်ဆိုတာဘာလဲလို့မသိတဲ့ပုဂ္ဂိုလ်တွေလည်းကြောင်များစွာရှိတယ်။အများကနိဗ္ဗာန်နဲ့ပြောတာနဲ့နိဗ္ဗာန်လို့ပြောနေကြတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်ပေါ့။နိဗ္ဗာန်ကိုဥတည်ချက်ထားပြီးဘုရားဘာသာဝင်သူတော်စင်တွေကုသိုလ်ကောင်းမှုပြုကြတယ်။ဒီတမေပုံညာနိဗ္ဗာန်တပစ္စယောဟောတုအစဉ်အလာရသင်ကြားပေးထားတဲ့အတိုင်းနိဗ္ဗာန်ကိုဆုတောင်းရတယ်။သို့သောနိဗ္ဗာန်ဆိုတာဘာလဲလို့တချို့ကလည်းအကျမ်းများရဲ့နိဗ္ဗာန်ကိုသိထားတယ်နိဗ္ဗာန်ဟာအိုခြင်းကင်းရာဖြစ်တယ်နာခြင်းကင်းရာဖြစ်တယ်သိခြင်းကင်းရာဖြစ်တယ်မအိုရဘူးမနာရဘူးမတည့်ရဘူးလို့အဲ့လိုဆိုထားတဲ့အခါကျတော့
နိဗ္ဗာန်ကမအိုရမနာရမတရားဘူးဆိုရင်တော့တို့အမြဲတမ်းလူပြိုပြိုလေးနဲ့ထာဝရနေရမယ်လို့ဒီလိုတွေးပြီးကောင်းတွေးမိကြတယ်။ဘာဖြစ်လို့လဲဆိုတော့တတ္တဝါရဲ့တဏ္ဍာမှာဘဝတဏ္ဍာဆိုတာရှိဘဝတဏ္ဍာဆိုတာဖြစ်နေတာကိုကြိုက်တာအမြဲတမ်းဖြစ်နေတာကြိုက်ဖြစ်နေတာကိုကြိုက်လို့ဘဝတဏ္ဍာကိုတတ္တရဒိဋ္ဌိနဲ့ရှင်တွဲလာတဲ့တဏှာလို့ဒီလိုပြောတာရှိနေတာကိုသဘောကျဘဝအတွင်းမှာရှိနေမရှိတော့ဘူးဆိုလို့ရှိရင်သဘောမကျဘူးဖြစ်နေရတာကိုပဲပြောစရာကြီးလို့မြင်နေကြတယ်ဘဝတဏှာရှိနေလို့ရှိရင်ဘယ်ဘဝပဲရောက်ရဘဝဟာဒီတဏှာမကင်းတဲ့ပုဂ္ဂိုလ်တွေကကိုယ်ဘဝတွေကိုကျင့်နေတာလူတွေကလည်းကိုယ်ဘဝလေးကိုကျင့်နေကြတာအေးတရိစ္ဆာန်တွေကလည်းသူတို့ဘဝသူတို့ကျင့်နေကြတာမကျင့်တတ်ဘူးဆိုတဲ့အချိန်မှာအလုံးအစင်မပြေလို့ဒုက္ခရောက်တဲ့အချိန်လေးမှာကြီးတွားကြတာဆိုင်ရာဘဝမှာချမ်းသာဒုက္ခလေးတွေရရှိနေကြတာကြည်ကြက်တွေငှက်တွေလည်းပြောနေကြတဲ့သဘောရှိတယ်နော်ကျက်ကလေးတွေဆိုလောင်ချိန်နဲ့လောင်ထားပေမဲ့တကောင်းစိတ်လို့တွန်းလို့အော်လို့ပြောနေကြတဲ့သဘောရှိတယ်တကောင်းကြီးစေကြကစားကြနေဘဝမှာဘဝရဲ့ဒုက္ခဆိုပျော်စရာလေးတွေရှိကြတာဘဝကိုအကြောင်းပြုပြီးတော့ရလာတဲ့ပီတိတို့ဒုက္ခတို့ဆိုတာဘဝမှာပျော်စရာလေးတွေအဲ့ဒီပျော်စရာလေးတွေတွေးပြီးတော့ဘဝမှာပြောနေကြသေးတယ်တဲ့အဲ့ဒီလိုဘဝစက်တိုင်းဖြစ်ပြီးတော့ပြောနေရတာကိုပဲကျင့်တတ်နေတဲ့ဘဝတဏှာဆိုတာမကင်းသေးတဲ့ပုဂ္ဂိုလ်ကနိဗ္ဗာန်ချမ်းသာနိဗ္ဗာန်မှာဘဝဟာချုပ်ငြိမ်းသွားတယ်ဘဝနိရောဓဘဝရဲ့ချုပ်ရဲ့နိဗ္ဗာန်လို့ပြောလို့ရှိရင်လန့်ကောင်းလန့်သွားတယ်ဘာဖြစ်လို့လဲဆိုဖြစ်နေတာကိုကြိုက်တာသူကဖြစ်နေတာကိုကြိုက်တော့မဖြစ်ရတော့ဘူးဘဝကချုပ်ငြိမ်းသွားပြီဆိုလို့ရှိရင်ချုပ်ငြိမ်းသွားရင်တို့ဘယ်သွားနေရမလို့တွေးပြီးကောင်းတွေးနေမှာအဲ့လိုတွေးပြီးတော့ကြောက်လန့်ကြတယ်ဒါကဘဝပေါ်မှာဆွဲလန်းနေတဲ့ပုံကိုယ်တွေဟာဘဝငြိမ်းသွားမှာဘဝပြတ်သွားမှာဘဝချုပ်သွားမှာကိုစိုးရိမ်ရတယ်အဲ့ဒီပုံကိုပြောရတယ်တစုရှိအဲ့ဒါနဲ့ဆန့်ကျင်မဲ့ဘဝတဏှာရှိတယ်လို့ဝိဘဝတဏှာဝိဆိုတာဘဝကဘဝဝိဆိုတာမရှိတော့တာဘဝမရှိတော့တာကိုကြိုက်တဲ့ပုဂ္ဂိုလ်မျိုးဟာရှိသေးတယ်အဲ့ဘဝမရှိရင်ပြီးရောသူဘဝမရှိကြောင်းတရားကိုကျင့်ပြီးတော့မရှိတဲ့ဘဝမျိုးမဟုတ်ဘူးသူကဘဝတစ်ခုကချုပ်ငြိမ်းသွားရင်နောက်ဘဝဆိုတာမရှိခြင်းဘူးလို့ပြောတဲ့ပုဂ္ဂိုလ်တွေလည်းရှိတာပဲဘဝကိုယုံမုန်းပါပြီးနောက်ဘဝဆိုတာမရှိခြင်းမဟုတ်မရှိခြင်းဥစ္စာဘာလို့လဲဆိုရင်ဒီဘဝရဲ့ဒုက္ခတွေတွေ့တော့နောက်ဘဝမလို့ခြင်းမှုဆိုတဲ့ပုဂ္ဂိုလ်တွေနောက်တစ်ခုကဘဝဆိုတာမရှိဘူးပြတ်နေတယ်တည်သွားရင်ပြီးတာပဲလို့ဒီလိုယူဆတဲ့ပုဂ္ဂိုလ်တွေဥစ္စေတဒိဋ္ဌိနဲ့ရှင်တွဲလာတဲ့တဏှာတစ်မျိုးကထူးထူးဆန်းဆန်းပဲဘဝမရှိတာကိုကြိုက်တာလေတဏှာလို့ခေါ်တယ်နော်ဘဝမရှိတာကိုကြိုက်တာနိဗ္ဗာန်မဟုတ်သေးဘူးတဏှာလို့ခေါ်နေပြန်တယ်အဲ့ဒီမှာမရှိတာကြိုက်ပြန်တာသူကအဲ့တော့တွေ့တာမှုကမရှိတာကိုသွားတွေ့တာတယ်ဘဝပြတ်သွားတာကိုသွားတွေ့တာနေကြတယ်အဲ့ဒါမျိုးကိုဝိဘဝတဏှာလို့ခေါ်ပြန်တယ်ဘဝတဏှာလည်းရှိနေအောင်ပဲဝိဘဝတဏှာလည်းရှိနေအောင်ပဲဆိုလို့ရှိရင်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်အောင်မဟုတ်သေးဘူးတဲ့ကာမတဏှာဆိုတာတော့ရိုးရာလိုပဲထားပါတော့လူဘဝရလာပြီဆိုလို့ရှိရင်မျက်စိနာနာလျှာကိုယ်လို့ဆိုတဲ့အင်္ဂါရက်တွေရထားသည့်အတွက်ကြောင့်ထိုအင်္ဂါရက်တွေမှာပေါ်လာတဲ့ရူပယုတ္တရံကန္နဝရတယဖုရဘယုံလို့ဆိုတဲ့အစင်းအတန်အနံ့ရတာအထီးတွေ့ဒီအာယုန်တွေပေါ်မှာခြေနဲ့နေတာအဲ့ဒီတဏှာတွေအာယုန်တွေပေါ်မှာတွေ့ထားနေတဲ့ကာမတဏှာအဲ့ဒီတဏှာတွေဟာအလွန်ပြင်းထန်တဲ့စွမ်းအားရှိတယ်
ဘဝကိုဥဆောင်ပြီးတော့တည်ဆောက်နေတာဟောဒီတဏှာတွေပဲ